Mocha Radio Channel ကိုအားပေးနာဆင်ကြကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ကင်မရာနဲ့ပရလောကဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမှာကတော့စာရေးသူဖူးပွင့်တွေရေးသားထားတဲ့ဆွေဆောင်ရကျွတ်နေတဲ့ချစ်ရသူရဲ့အုတ်ကူနကူဆိုတဲ့အပိုင်း၅ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။ကူဘာသိန်းတရားမျိုးမှာဝေးစရာရှိရကြောင်းတယောက်တည်းလာခဲ့တယ်။မေရီစင်ကလည်းညနေမကောင်းတာကြောင့်မျိုးခုံလာလို့မရပါ။သားကိုခေါ်လာပြန်ရင်သူ့အမေတယောက်အိမ်မှာတယောက်တည်းကြံခဲ့မှာဆိုတာကြောင့်သူ့အမေနဲ့အဖော်ရအောင်ထားခဲ့လိုက်တယ်။ကူဘာသိန်းရမျိုးမှာလိုအပ်တာတွေဝေပြီးတော့လဲပေါ်ကိုပစ္စည်းတွေစုတင်လိုက်တယ်။ညနေဆောင်တော့ဥပသိန်းမျိုးကနေလေးလန်းပေါ်မြေဒီလန်းကလေးအတိုင်းအိမ်ကိုလိမ့်မောင်းလာတယ်။သားလေးမာလိုက်တဲ့အင်ကြီးအစ်ဘောင်းမီအစ်စ်လေးတွေဝေလာတယ်။စနေစားချင်တယ်လို့မာလိုက်တဲ့မုတ်ပဲတည်ရစာတွေကလေစုံလင်အောင်ဝေလာတယ်။သားနဲ့စနီးမာတာတွေလိုက်ပြီးတော့ဥပသိန်းပျော်ပျော်ကြည့်တာအိမ်ပြန်ခရီးတစ်လျှောက်မှာလိမ့်မောင်းကတချင်းလေးအေးအေးနဲ့တီးဆိုလာတယ်။မမျော်လင့်ပဲနဲ့ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးကတိမ်တိုင်းအမေတွေတက်လာတယ်။ကြည်လင်ပြီးသားနေတဲ့ကောင်းကင်ပြင်ကြီးကရုတ်တရက်ကြီးမဲမောင်းသွားတယ်။ဘာဖြစ်တာလဲ။ကောင်းကင်ကြီးကမဲမောင်းသွားတာပဲ။ဥပသိန်းကပြောကလဲမောင်းနေတာကိုရက်ကကောင်းကင်ကိုကြည့်နေလိုက်တယ်။ဥပသိန်းကကောင်းကင်ကိုကြည့်နေတော့လေနီကျန်းတွေကစတင်တိုက်ခတ်လာတယ်။လေနီကျန်းတွေအရန်တိုက်လာတာကြောင့်ဥပသိန်းမျက်လုံးထဲမှာမြေမုံတွေဝင်သွားတယ်။မျက်လုံးထဲမြေမုံတွေဝင်သွားလို့ဥပသိန်းကလက်နဲ့မျက်လုံးတစ်ဖက်ကိုကာယံထားလိုက်တယ်။လေတွေကတဝုံဝုံနဲ့ပို့ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခတ်လာတယ်။အိုးမိုးသိမိုးပေါက်တွေပါရွာချလာတာပဲ။ဥပသိန်းတရားအနာတစ်ပင်ကြီးတစ်ပင်နောက်ခေါ်နာလိုက်ရင်ကောင်းမလားတွေ့ကတစ်ပင်ကြီးတစ်ပင်ခန်းကောင်းနောက်ရှောင်းလိုက်တယ်။မိုးကောလေရောမိုးသီးလုံးခန်းကြီးတွေပါတပါးတဲ့ကောင်းကင်ကနေကြွေးကြလာတယ်။ဥပသိန်းကအခုရှက်နေတဲ့နေရာကွင်းပြင်ကြီးမို့လို့အမိုးအကာခေါ်လုံဖို့နေရာမရှိပါ။ဒါကြောင့်လေးကိုမောက်ကတစ်ပင်ကြီးတစ်ပင်အောက်ကိုမောင်းလာခဲ့တယ်။ဟဲ့နွားဟဲ့ဥပသိန်းဟာနွားကိုနာတန်နဲ့တို့ကအမြန်ပဲခုလုံလို့ရမဲ့အုံဆန်းဆိုင်တစ်ပင်ကြီးတစ်ပင်အောက်မှာမောင်းလာတယ်။မိုးသီးတွေကလည်းကြီးသလားမမေးနဲ့လေးစားလုံးအရွေထက်တောင်ကြီးသေးတယ်။နွားတွေကလည်းမိုးသီးတွေမှန်ထားလို့လူကလည်းမိုးသီးတွေမှန်ကုန်တယ်။ခေါင်းကိုမိုးသီးတွေမှန်တာကြောင့်ခေါင်းကပူထူလာတယ်။ငါးနွားတွေကလည်းတနာပါတယ်။ဥပသိန်းကပြောပြီးတော့မိုးသီးအယမ်းမှန်လာလို့နွားလေးအောက်ကိုဝင်နေလိုက်တယ်။မိုးသီးပြင်းနေတဲ့အတူမီးသီးတွေကလည်းကောင်းကင်ပေါ်ကအစံမပြတ်ကြားဆင်းနေတယ်။ဥပသိန်းကနွားလေးအောက်မှာပွေ့ပြီးတော့ခေါင်းတောင်မထောင်ရဲ့ပါ။အိုးအိမ်မှာကြံခဲ့တဲ့ဇနီးနဲ့သားလေးအရန်ကြောက်နေရှာမှာ။ငါအိမ်မှာမရှိတော့မှအခုလိုမျိုးကြုံရတယ်လို့ဥပသိန်းကကိုယ့်အတွက်ကိုသိစိတ်မပူပဲနဲ့အိမ်မှာကြံခဲ့တဲ့သားမယားကိုသာစိတ်ပူပန်နေတယ်။မိုးရဲ့မြန်မြန်သိပ်ပါတော့မိုးသီးတွေကလည်းအစမ်းမကြပါနဲ့တော့နွားတွေသနာလို့ပါ။ရောင်ပင်ကြီးတစ်ပင်အောက်မှာလက်ကိုရက်ကောင်ဝင်ခိုးနေပေမဲ့မိုးသီးတွေကတော့အစမ်းမပြတ်နွားတွေကိုမှန်းနေတယ်။လေးအောက်မှာဝင်နေပေမဲ့တစ်ချက်မိုးသီးတွေကခန္ဓာကိုလာမှန်လိုက်ခေါင်းကိုလာမှန်လိုက်ဖြစ်နေတယ်။အမေသားကြောက်တယ်လေပြင်းတွေတိုက်ခတ်ပြီးတော့မိုးသီးတွေပါကျွေးကြနေတာကြောင့်သားကကြောက်ပြီးတော့အုံငိုလေတယ်။မကြောက်နဲ့သားအဖေရှိရနော်။ဘာမှမဖြစ်ဘူး။သားဖြစ်သူကိုရင်ခွင်ထဲထိတ်ခါဖတ်ထားလိုက်တယ်။အိုးဖေမိုးသီးတွေကအကြီးကြီးပဲ။ကိုပါသိန်းတယောက်တော့မျိုးကိုသွားတာအပြန်လဲမှာဒုက္ခရောက်နေပြီချင်းနဲ့။မေရီစင်တယောက်ယောက်ျားအသက်စိတ်ပူပင်သွားတယ်။မိုးသီးတွေကကြီးလုံးလို့ခေါင်းမိုးကနေတောင်ပေါက်ထွက်ကအခန်းထဲကိုကျလာတယ်။သားအမိနှစ်ယောက်ကရင်အောက်ကိုဝင်ကမိုးသီးကိုကောက်ခွင်နေရတယ်။အမေဒီအသီးတွေကဘယ်ကကျလာလဲဗျ။သားတို့အိမ်ကိုသူများလာပေါက်နေရလား။သားလေးကျွနီကကလေးဆိုတော့မိုးသီးဆိုတာမိုးပေါ်ကကျလာတယ်ဆိုတာမသိပါ။တယောက်ကအိမ်ကိုလာပေါက်နေတယ်လို့ထင်ပုံရတယ်။ဒါမိုးသီးတွေပါမိုးပေါ်ကကျလာတာသားရဲ့။သူများလာပေါက်တာမဟုတ်ဘူး။သားဖေကတော့မျိုးသွားတာဒုက္ခပါပဲ။လမ်းမှာဘလို့နေလဲမသိဘူး။အမေစိတ်ပူလိုက်တာသားရဲ့။အိမ်မှာတော့ဒီလောက်အခြေအနေဆိုးနေတာအကာအကွယ်မရှိတဲ့နေရာမှာဆိုမတွေးဝန်းစရာပဲ။မေရီစင်ကသားဖြစ်သူကိုအတင်းဖတ်ထားပြီးတော့ပြောလိုက်တယ်။အဖေဒုက္ခပဲနော်မေ။သားတို့အဖေစီကိုလိုက်သွားကြမလားဟင်။ကလေးအတွေ့နဲ့သူ့အဖေဒုက္ခရောက်နေတယ်ဆိုတော့လေသွားကူညီခြင်းပုံရတယ်။ဖေဖြစ်မလဲသားရဲ့။မိုးသီးမိုးပေါက်တွေကျပြီးတော့လေတွေဒီလောက်တိုက်နေတာ။အမေတို့ကဒါတွေငြိမ်သက်သွားမှသားအဖေစီကိုသွားလို့ရမှာ။မမေရီစင်ကသားကိုထွေးဖွေးခါမြန်မိုးသိပ်ပါတော့
မိုးသီးကြွေတာပြီးပါတော့ဆိုကစိတ်ထဲကနေတောင်းတနေမိတယ်။တနားရီလောက်မိုးတွေရွာချပြီးတော့မိုးတိတ်သွားတယ်။မိုးသီးကြွေကြတာလေးရက်သွားတယ်။လေတိုက်တာလေးရက်သွားတယ်။အားလုံးညင်သက်သွားမှလူတွေကလည်းအိမ်ထဲကနေထွက်လာကြတယ်။အိမ်ခေါင်မှုတွေဆိုတာလေမိုးသီးမှန်ထားလို့ရစရာမရှိတော့ပါ။တကယ်နဲ့အိမ်တွေကလည်းအယိုးတန်နေတာချမ်းတယ်။တရံတွေကလည်းပေါက်ပြည့်ကုန်တယ်။ဂျိုးဖြူရွာအနီးနားလေးမှာသာမိုးသီးတွေကြောင့်မိုးသက်လင်ပြင်းနဲ့တိုက်ခတ်သွားပေမဲ့တခြားရွာတွေကအဲ့လိုမဖြစ်ခဲ့ပါမိုးသိပ်သွားပြီသားအမေတို့အိမ်ပြင်ထွက်ကြည့်ရအောင်ဘာတွေဖြစ်ကုန်ပြီလဲလို့မမေရီစင်ကဂရင်အောက်ကနေအရင်ထွက်လိုက်တော့ကျန်းပြင်ပေါ်ကမိုးသီးလုံးကြီးတွေကိုနေမိသွားတယ်မိုးသီးရဲ့အေးဆက်နေတဲ့အထီးတွေကြောင့်လူတော်တစ်ခုလုံးချမ်းပြီးတော့ကြက်သိန်းတွေတပြန့်ပြန့်ထသွားတယ်အိုးဆိုးရလိုက်တာမိုးသီးတွေကအကြီးကြီးတွေပါလားမေရီစင်ကပြောကမိုးသီးတွေကောက်ထားမယ်လို့တွေးလိုက်တယ်သားလားအမေလက်ကိုဆွေးထားဂရင်အောက်သားကိုလက်ကနေကန်စိတ်ကထုတ်လိုက်တယ်မိုးသီးတွေနင်းပြီးတော့ခြေထောက်ရှောင်မယ်နော်သားခရူးဆိုင်ချော်လေးမှာဆိုလို့သားကိုတတိပေးလိုက်တယ်ဟုတ်ကဲ့ပါမေသားရှောင်ပြီးသွားမှာပါမမေရီစင်တယောက်ရေခွက်တစ်ခွက်ယူပြီးတော့မိုးသီးတွေကိုကောင်းထည့်လိုက်တယ်မိုးသီးတွေဆိုတာသဘောဝရဲ့စိတ်တလက်ပဲလို့လူကြီးတွေပြောတာကြားဖို့တယ်မျက်စိနာတာမျက်စိမုံတာမျက်စိမွေးရာတွေဆိုမိုးသီးအရေပြောသွားတာကိုမျက်လုံးထဲကိုခဲ့ရင်မျက်စိကြည့်တယ်လို့ပြောကြတယ်ဒါကြောင့်လူရင်300အောင်မိုးသီးကိုခွက်တစ်လုံးမှာကောက်ထည့်လိုက်တယ်အရေးပြောသွားတဲ့အခါပလင်းလေးထဲကိုထည့်မယ်လို့တွေးလိုက်တယ်ပရင်ပေါက်ကိုဖွင့်လိုက်တော့လမ်းထဲမှာဖွေးခံနေတဲ့မိုးသီးတွေကိုမြင်လိုက်တယ်အိုးတစ်ပင်တွေတီးနေစိုက်ခင်းတွေတော်တော်ပြည့်စည်လိုက်မဲ့အမျိုးကျေးဇူးပါအောင်အိမ်ရှိကပိန်းနေပင်ကြီးတော့အရွက်တွေမရှိတော့ဘူးအယိုးတွေပဲကျန်တော့တယ်မေရီစင်တယောက်တည်းပြောနေမိရဲ့လမ်းတွေပေါ်မှာကလေးတွေကသူတို့မမြင်ဘူးတဲ့မိုးသီးတွေကိုကြည့်ကစားနေကြတယ်တချို့ကလေးတွေကလည်းမိုးသီးကိုခောက်စားတာမြင်ရတယ်ကျွန်းနီတယောက်လမ်းပေါ်မှာမိုးသီးတွေနဲ့ပြေးကစားနေတဲ့သူ့ရှိကလေးတွေကိုကြည့်ကစားချင်နေမိရဲ့အမေဒါအိမ်ပြင်ထွက်ပြီးတော့ကစားချင်လို့ရမလားဟင်ခဏပဲကစားနော်တာအော်မိုးသီးတန်းတန်းလေးလေး3-4လုံးလောက်ကောက်စားလိုက်အောင်ကျမ်းပါတယ်တာရဲ့ဟုတ်ကဲ့အမေဒါစားလိုက်မယ်ကျွန်းနီကအမေရဲ့ခွန်ပြုချက်ရတာနဲ့အိမ်ထဲကတချို့တွေပြေးဆင်းလိုက်တယ်လေးကမှကြားနေတဲ့မိုးသီးတွေကိုကောက်စားလိုက်တယ်တခါမှမမြင်ဘူးတဲ့မိုးသီးတွေကသူများတွေရဲ့အိမ်ကောင်မိုးပေါ်တွေမှာလေးဖြူဖွေးနေတယ်။အိုးလှလိုက်တာမိုးသီးတွေကကောင်းကင်ဘွားကြားလာတာဆိုတော့အရင်ကပိန်မှာရှိနေရလေ။ကျွန်းနီကလေးအတွင်းနဲ့ပြောပြီးတော့ပန်းဝဲကျင်တစ်ခုလုံးစူးစမ်းလေးလာနေတယ်။ကျွန်းနီကမြေပြင်ပေါ်မိုးသီးတွေကိုလက်ကလေးနဲ့ကန်ကြည့်ပြီးတော့ပြေးပေါက်ကစားနေမိရဲ့။လမ်းတစ်လျှောက်ကလေးလူကြီးတွေပြင်းနေနေတယ်။အဲ့ဒီချိန်မိုးကြိုးပြစ်တန်တစ်ချက်အကျဉ်းထွက်ပေါ်သွားတယ်။ဖေးရရေခေတော်မူပါလမ်းမပေါ်ကလူတွေနဲ့ကလေးတွေကလည်းမိုးကြိုးပြစ်တန်အကျဉ်းကြောင့်မြေပြင်ပေါ်ဝစ်နေကြတယ်။ကျွန်းတွေကလည်းမိုးကြိုးပြစ်တန်အကျဉ်းကြောင့်မြေပြင်ပေါ်မှာထိုင်လဲသားကျသွားတယ်။အရန်လေးကျသွားတယ်။ဒါလေးကျွန်းနီမိုးကြိုးပြစ်တန်ကြားပြီးတော့သားအတွက်စိုးရင်ပြီးတော့မမေရီစင်သားနဲ့မေကိုအခေါ်လိုက်တယ်။အဲဒီနောက်မေရီစင်အိမ်ထဲကနေထွက်ကလေကားအတိုင်းဆင်းပြေးလာတယ်။သားကျွန်းနီမမေရီစင်တယောက်အိမ်ဝိုင်းထဲကနေလမ်းကလေးပေါ်ပြေးထွက်လာလိုက်တယ်။အမေကျွန်းနီအော်ပြီးတော့အမေနာကိုပြစ်သွားပြီးတော့ဖတ်ထားလိုက်တယ်။သားအရန်လန့်သွားလား။ဟုတ်တယ်အမေမိုးကြိုးပြစ်တန်ကအကျေကြီးပဲ။သားလန့်သွားတာပဲအမေရဲ့။ဟုတ်တယ်အမေကလည်းလန့်သွားတာပဲ။သားကိုပွေးဖက်ကမေရီစိန်ပြောလိုက်တယ်။အမေအခုကြီးအဘကလည်းပြန်မလာသေးဘူးနော်။ဟုတ်ပါသားရဲ့။သားအဘအစင်မပြေပါမလား။သားပြောမှပဲအမေကလည်းစိုးရင်လိုက်တာသားရဲ့။မိုးကြိုးတစ်ခါပြစ်ပြီးနောက်ကောင်းကင်ဘွားတိန်ကင်းစင်သွားတယ်မမေရီစိန်တရားယောက်ျားပြန်မလာတဲ့ရင်ထဲမှာအပူလုံးကြီးဖြစ်ပေါ်လာတယ်။လမ်းမှာဖြူပွေးနေတဲ့မိုးသီးတွေကိုကြည့်ကတောင်သူတွေကလည်းစိတ်မကောင်းပါ။ဒီလောက်မိုးသီးတွေအကြီးကြီးကြတာစိုက်ပျိုးသင်းနေတယ်ရားစရာရှိတော့မှမဟုတ်ဘူး။ဆိုကမေရီစိန်ပြောနေမိရဲ့။အိမ်နီးနားဝင်းကျင်ကအိမ်ခေါင်မိုးတွေအားလုံးနေပါပြည့်စည်ကုန်သလိုပန်းဝင်းကျင်ကတစ်ပင်တွေမန်သမျှကလည်းအယုဒ္ဒန်ချင်းသာကျန်တော့တယ်။တဘောဘန်းတွေဆိုတော့လေဘေးအချိန်မှာဘာဖြစ်မလဲဆိုတာဘယ်သူကကြိုသိနိုင်မှာလဲ။ဆိုကတွေးပြီးတော့စိတ်ပြင်လိုက်တယ်။ကိုပါတင်ဆိုင်ထားတဲ့မုံညင်းခင်းကတော့တစားစီဖြစ်ကုန်ပြီထင်တယ်။ဘေးတက်နိုင်မလဲ။မိုးပြိုများပေါ့။အဲ့လိုပြောကမေရီဆိုင်ကဖျားနေတာကြောင့်အိမ်ပေါ်မှာပဲပြန်နေရန်တွေးလိုက်တယ်။တာလာမစောတော့နဲ့လက်တွေခြေထောက်တွေအေးခင်းနေပြီတော့ကြဖျားသွားလိုက်မယ်။ဟိုနေ့ကအမေတော်မိုးမိပြီးတော့ဖျားနေတာသားသိတယ်မဟုတ်လား။သားကိုအိမ်ပေါ်တက်ရန်ပြောလိုက်တယ်။အမေသားဒီမိုးသီးနေနဲ့သူများတွေစောတယ်လို့စောချင်သေးတယ်။အမေကလည်းသားနဲ့တူတူခဏလောက်စောပေးပါလားယင်။အမေဖျားနေရလေသားရဲ့တော့ကြပိုဖျားသွားလိုက်မယ်ခဏလေးပါအမေရဲ့ဘေးမှာစောစရာအဖို့မရှိလို့ပါနော်
သားမျက်နှာငယ်လေးနဲ့တောင်းဆိုတယ်။ရွာထဲမှာသားနဲ့စောကစားဖို့မရှိပါ။သားအဖော်ဆိုလို့ဟော်ဝင်ငါးကောင်သာရှိတယ်။သားကလေတခြားကလေးတွေနဲ့စောကစားချင်စိတ်သိမ်းမရှိပါ။ဒါကြောင့်လေသားမှာကစားဖို့တွေမရှိတာဖြစ်တယ်။သားကလေငါးနှစ်ရွယ်ရှိပြီမို့လို့နောက်ကလေးတယောက်လားသားအဖော်ရအောင်မွေးမယ်လို့စိတ်ကူးထဲကိုတွေးနေမိရဲ့။မောင်နှမတွေသာရှိရင်သားလေးနဲ့အဖော်ရမယ်။အတူတူကစားလို့ရမယ်။တခြားအဖော်တွေမရှိလေသားမှာမောင်နှမတွေရှင်ကစားဖို့တိုင်ပင်ဖော်ရမယ်။ကိုဘသိန်းကလေကလေးလိုချင်တယ်လို့ဟော်တလောကတော့ပြောနေသေးတယ်။မမေတွေစိန်နောက်ကလေးတယောက်ယူရင်စဉ်းစားနေလိုက်တယ်။အမေသားနဲ့ခဏလောက်အတူဆောရအောင်နော်။နော်လို့နော်မေသားလေးဟာသူမလက်ကိုဆွေးကအတင်းကိုပူစာနေတယ်။အေးပါသားရဲ့အမေခဏလေးတော့စောပြမယ်ဟုတ်ပြီလား။သားအလိုချမေတွေစိန်ကသားနဲ့အတူစောပြရင်ပြောလိုက်တယ်။ယေးဒါမှအမေကွာ။ကျွတ်နီကလက်သီးလက်မောင်းတန်းကပြောရွှင်နေတယ်။အမေနဲ့သူကျွတ်နီကမိုးသေးတွေပြစ်ပြစ်ပေါင်းစောကစားကပြောရွှင်နေတယ်။အော်အေးတယ်လူလေးလေးကျွတ်နီကမိုးသေးတလုံးကိုယူပြီးတော့အမေအင်ကြီးပေါ်နောက်ကျောထဲကနေထိလိုက်တော့အမေကခုံစားဖြစ်ကမိုးသေးကိုပြန်ထုတ်နေလေတယ်။အင်းအမေအေးနေပြီကွာ။ကျွတ်နီကမိုးသေးသေးသေးလေးတွေကောက်ပြီးတော့အမေကိုပေါက်ကစားနောက်ကရေမော့နေတယ်။မေရီစင်ကလေသားဖြစ်သူကိုအနာမိုးသေးတွေကောက်ကပေါက်ပြီးတော့ပြန်စားနောက်နေလေတယ်။ဒါအမေတယောက်ကိုတယောက်မိုးသေးတွေနဲ့ပေါက်ကစောကစားနေကြတယ်။အော်အမေသားအေးတယ်။အေးအောင်လို့ပေါက်တာလေအေးပါစေဘာဖြစ်လဲဟွန်းအေးကွာမေဒီစင်ကသားလေးကိုမိုးသေးတွေနဲ့ပေါက်နေလေတယ်အမေတော့သားကလေပြန်ပေါက်မှာဟွန်းကျွတ်နီကမိုးသေးတွေကောက်ကမိခင်ကိုပြန်ပေါက်နေတယ်အမေပြန်ပေါက်လာတဲ့မိုးသေးတွေကိုကျွတ်နီကဟော်ရှောင်လိုက်ဒီရှောင်လိုက်နဲ့ခုံပေါက်နေတယ်သားရဲ့တော်ရအောင်နော်အေးနေပြီတော်ကြဖျားသားလိုက်မယ်ခဏလေးကစားရုံရှိသေးတယ်အမေကတော်ရအောင်ပြောတာကြောင့်ကျွတ်နီကောင်းလဲခိုင်းရလိုက်တယ်အမေရဲ့ခဏလေးပဲစောကစားရသေးတယ်။အခုလိုမျိုးမိုးသေးတွေကြွေးကြဖို့ဆိုတာနောက်ဘေးအချိန်မှထက်ကြုံရမယ်မသိဘူး။အခုကြုံရတဲ့အချိန်ခဏလေးမှာပဲစောကစားရတာ။ခဏလေးဖြစ်ပေးကစားပါအောင်။သားလေးကဆက်ကစားဖို့တောင်းဆိုလာတယ်။သားဖျားနေမှာဆိုလို့ပါ။သားကစားချင်သေးတယ်ဆိုရင်သားပါသားကစားလေအမေအိမ်ပေါ်တက်တော့မယ်။ဟွန်းအမေပါမသားကစားချင်တာပါဆိုနေအမေနဲ့တူတူကစားမှသားကပြောရမှာပေါ့။တရားတွေကစားရင်ဘေးပြောမှလေသားစကားကြောင့်မမေရစင်အိမ်ပေါ်တက်မယ်ဆိုတဲ့စိတ်ကူတော့ဘေးရောက်သွားမယ်မသိပါအေးပါဒါဆိုခဏလေးအမေထက်ကစားပေးမယ်ဒီတစ်ခါပြီးရင်တော်ပြီနော်သားကိုပြောလိုက်တော့ခုနညှို့နေတဲ့မျက်နှာတွေကပြန်ပြီးတော့လန်းဆန်းသွားတယ်ဟုတ်ကဲ့အမေပြောပြီးတော့အနာမိုးသေးတယ်နဲ့အမေကိုလမ်းပေါက်လိုက်တော့ဒီတစ်ခါတော့အမေကရှောင်သွားတယ်အမေကရှောင်နေပေါ့ရော့ကျွတ်နေရရင်နဲ့အမေကိုမန်အောင်ပေါင်းနေတယ်။အမေကလေအဆောင်တော်တူမို့မမှန်ပါ။မေရီစင်ကလေအနာမိုးသေးတဆုပ်ကိုကောက်ကသားစီကိုပေါင်းလိုက်တယ်။အော်အမေနော်အများကြီးပဲသားကိုပေါက်တာ။ပြောကကျွတ်နေရလေသူ့လက်တဆုပ်စာပြန်ကောက်ကပတ်လိုက်တယ်။ပြောစရာကြီးအမေကကျွတ်နေကအမေနဲ့စောကစားနေရတာပြောနေရှာတယ်။သားအမေနဲ့မိုးသေးတွေကြားမှာဘက်ပြေးကစားကမိုးသေးတွေနဲ့ပေါက်ရှင်နေကြားတန်ကိုဘေးအိမ်တွေကလေးကြားနေမြင်နေရတယ်။ဒီသားမီးเนี่ยတော်တော်ခဲတယ်နော်။အေးတွေလည်းပတ်ကောင်အောင်မေကွယ်။မေဒီစိန်ပြောတော့နေမကောင်းဖြစ်နေတယ်ဆို။အခုတော့မိုးသေးတွေနဲ့စောကစားနေတာ။ဘေးအိမ်ကဒေါ်ကြီးမေကလမ်းပြောနေတယ်။သားကသူ့မှာကစားပုံမရှိလို့ဆိုကျမကကစားကိုခိုင်းနေလို့ကျမကလည်းသားကိုကစားပေးနေရတာပါဒေါ်ကြီးမေရဲ့။ခဏနေအိမ်ပေါ်တက်မှာစိတ်ချဒေါ်ကြီးမေ။အေးအဖျားတက်ခံရှိရလူကြောင့်မိုးသေးရလဲမိုးရည်တွေပဲတကယ်တော့ပိုးပြီးတော့ဖျားသွားမယ်ဒါနဲ့ကိုဘသိန်းရတယ်မမြင်ပါလားဒေါ်ကြီးမေသားမီးနှစ်ယောက်ကိုသာမြင်ပြီးတော့ကိုဘသိန်းကိုတမနက်ခင်လောက်မမြင်ရလို့မေးလိုက်တယ်ကိုဘသိန်းကမနက်ကလေးကမျိုးသက်သွားတယ်ဒေါ်ကြီးမေရဲ့အခုထိပြန်မလာသေးဘူးအေးဟုတ်လားဒီမိုးသေးတွေကြားပုံနဲ့လမ်းမှာဆိုလို့ကတော့ကိုဘသိန်းကတော့မလွယ်ဘူးတိန်အိမ်မှာဝင်ခွန်နေတော့မပြောတတ်ဘူးဟုတ်တယ်တော်ကြီးမေရဲ့ကျမကလေကိုဘသိန်းအတွက်စိတ်ပူနေတာသားလေးကသူ့မှာကစားပုံမရှိဘူးပြောလို့စောပေးနေရတာကိုဘသိန်းပြန်မြောက်လာသေးတော့စိတ်ပူမိတယ်မမေစိန်ကပြောကသားနဲ့ကစားနေတာကိုရပ်လိုက်တယ်ဟေးကျွတ်နီရဲ့သားအမေကိုကူမစောခိုင်းနဲ့တော့သားအမေကဖျားနေတာသားစောချင်တယ်ဆိုရင်ဒီဘက်အိမ်မှာသားအကူနှစ်ယောက်ရှိတယ်လာစောကြည့်သားအမေကထပ်ဖျားသွားလိမ့်မယ်ဒေါ်ကြီးမေကကလေးသဘောပေါက်အောင်ပြောလိုက်တယ်မေရီစိန်နေယောက်ျားကိုဘသိန်းက
ရွာတိုင်းတမိုင်လောက်ဝေးတဲ့ညောင်ပင်အောက်မှာမိုးကြိုးပြခင်ရလို့တဲ့အပြေးတစ်ပိုင်းလာပြောတဲ့ရွာသားသူရဲ့အတန်ဟာမေရီစိန်ရဲ့နားထဲမှာမိုးကြိုးပြတန်အလားကြေးလောင်သွားခဲ့တယ်။ရှင်ဟုတ်လို့လားကိုဘသိန်းဆိုတာတေးချလို့လားကျမယောက်ျားလေးနဲ့သွားတာနော်မတေးချမှာဆိုလို့ရွာသားကိုပြန်မေးလိုက်တယ်။ဟုတ်တယ်ကိုဘသိန်းမကိုဘသိန်းလှဲရလည်းမီးလောင်သွားတယ်လို့ပြောနေကြတယ်။ကိုဘသိန်းဟာလှဲအောက်မှာပဲပွေးချင်းပြီးတာတဲ့။ရွာသားကမစင်မချင်းကိုပွန့်ပွန့်နေနေပြောလိုက်တယ်။ရှင်ဟုတ်လို့လားမေရီစိန်ဟာယောက်ျားဆောင်နဲ့လူကခေါင်းကြီးသွားတယ်။မေရီစိန်တတိထားအောင်လေတတိထားမေရီစိန်ကကြက်တေတေကလူဝစိန်တဲ့ကိုမကပ်ဖြစ်နေပုံကိုကြည့်ကဘေးအိမ်ကဒေါ်ရင်မေအောင်အော်ပြောလိုက်တယ်။ငါယောက်ျားဟုတ်တယ်ငါယောက်ျားကိုဘသိန်းဆိုကမမေစိန်ရေးလိုက်ပြီးတဲ့နောက်လူကအဲ့နေရာကနေဖြစ်ထွက်သွားတယ်။ယောက်ျားရှင်အနာကျမလာပြီရှင်ဘာမှမဖြစ်ဘူးနော်မမေစိန်ကပါဇက်ကအော်ဟစ်ကတင်ပါနဲ့ဖနောက်တစ်ထက်တည်းကြအောင်ရွာလန်းအတိုင်းပြေးသွားတယ်။အမေတောက်ဆောင်သားလေးလိုက်မယ်ကျနီကမိခင်ကိုအော်ပြောလိုက်ပေမဲ့မိခင်ကသူ့ရဲ့တန်ကိုမကြပါအဝေးကိုရှောင်းနေပါပြီကျနီကမိခင်နာကိုပြေးလိုက်သွားတယ်ဟဲ့ကလေးလိုက်သွားလို့မရဘူးလေလိုက်သွားလို့မရဘူးဒေါ်အိမေကကျနီကိုလိုက်သွားလို့မရဘူးလို့တောင်အော်ပြောနေတယ်တရားလုံးကလေကိုဘသိန်းမိုးကြိုးပြေးခံရတဲ့အကြောင်းကြားလိုက်ရတာကြောင့်အုံကြွဖြစ်ပြီးတော့မိုးကြိုးပြေးခံရတဲ့နေရာကိုပြေးလာကြတယ်တရားလုံးမိမယောက်ျားမကျန်ကလေးလူကြီးမကျန်တခြားရွာနေဆက်ရလူတွေကလေမိုးကြိုးပြေးခံရတဲ့အတန်သတင်းချပြီးတော့ပြေးလာကြတာအယုံနဲ့မေရီစင်ဟာယောက်ျားစောနဲ့ပြေးလာလိုက်တာလမ်းတဝဲရောက်တဲ့အခါဖန်တက်တောင်ကျွတ်သွားတယ်။ဆိုးများကလုံးမှမသိဘာမှမသိဖြစ်နေလိုက်တာမာရတွန်သမားတူအတိုင်းပါပဲ။ကိုဘသိန်းရှင်မဖြစ်ရအောင်မိုးကြိုးပြေးခံရတဲ့လူကရှင်မဟုတ်ဘူး။ကျမတို့မှသားလေးရှိသေးတယ်။သားလေးကိုရှင်မပြူရသေးဘူး။ကျမတို့သားလေးကိုရှင်ပြူရအောင်မယ်။မေရီဆိုင်ကအဲ့လိုအော်ဟစ်ကတမိုင်ခန့်ရှိတဲ့နေရာကိုရှေးပြောင်ကြီးနဲ့ပြင်လာခဲ့တယ်။မေရီဆိုင်တယောက်ပြစ်လာရင်လည်းရှေ့မှာမိုးကြိုးပြေးခံရတဲ့ညောင်ပင်ကြီးတစ်ပင်ကိုမြင်လိုက်တယ်။ညောင်ပင်ကြီးကတဝက်မီးလောင်ပြီးတော့ဘေးတူးလန်နေတယ်။ကိုဘသိန်းမဟုတ်ပါစေနဲ့။ရှေ့မှာဝမ်းဝမ်းကြည့်နေတဲ့လူအုပ်ကြီးကနေတာမဟုတ်ဘူး။ဖေးပေးပါဦး။ကျမယောက်ျားကိုဘသိန်းဟုံမဟုတ်ကြည့်ချင်လို့ပါ။မေရီစိန်ကကြီးနေကြတဲ့လူအုပ်တွေကိုလမ်းတောင်းဖိန်ခိုင်းလိုက်တယ်။မေရီစိန်နဲ့တီးတဲ့လူတွေကလည်းလမ်းဖိပေးကြတယ်။မေရီစိန်ကမကြည့်ရဲ့နဲ့လူအုပ်ကြားတွန်းဝဲကမိုးကြိုးပြေးခံရတဲ့နေရာကိုကြည့်လိုက်တယ်။အမလေးဖေ။နွားတစ်ကောင်ကလည်းမိုးကြိုးပြေးခံရပြီးတော့မတ်တက်ရက်လန်းနဲ့မဲတူးချစ်နေတယ်။လဲကလည်းမိုးကြိုးပြေးခံရလို့မင်းလောင်ကျွန်းနေလေ။လဲအောက်မှာကုန်းလေးဖြစ်နေတဲ့အင်ကြီးအဖြူကွက်ထောင်းနဲ့ပစိုးအပြောင်လေးနဲ့ကိုဘသိန်းကိုမြင်လိုက်ရတယ်။ဟမ်ကိုဘသိန်းရှင်လားမမေရီကနေရာမှာတင်ဖင်ထိုင်လေးသားကျသွားတယ်။ကိုဘသိန်းရှင်မလို့ဖြစ်ရတာလေရှင်ပြောတော့မျိုးသွားတယ်ဆိုဘာလို့ခုလိုဖြစ်ရတာလဲကျမတို့သားမယားရှင်မရှိပဲဘယ်လိုနေရမှာလဲထားပြောစမ်းမအောင်ကိုဘသိန်းထကျမတို့အိမ်ပြန်ကြမယ်လေမမေစင်ကအိုဟင်းငွေရကပြောနေရှာတယ်ကိုဘသိန်းရဲ့အလောင်းကောင်ကစပင်တွေကလည်းမီးလောင်ပြီးတော့ဥယျာဉ်ပြားတွေပေါ်နေတယ်လေအောက်ကနေဘသူမှကိုဘသိန်းရဲ့အလောင်းကိုဆွေးမထုတ်ရသေးပါနွားတစ်ကောင်ကလည်းမတ်တက်ရက်လိုက်တေဆုံးနေကြတယ်အကျော်ဆိုင်ပြီးတော့နွားတစ်ကောင်ကမတ်တက်ရက်လိုက်မိုးကြိုးပြေးခံရပြီးတေသွားပုံရတယ်မေရီစင်ကငိုရင်တန်းလန့်နဲ့လေအောင်ကနေကုန်းလေးဖြစ်နေတဲ့ယောက်ျားဖြစ်သူအနောက်ကုန်းသွားလိုက်ပြီးတော့လက်ကနေအလောင်းကိုဆွေးထုတ်လေတယ်။အိုးဖေလူအုပ်ကြီးကမမေရီစင်လေအောက်ကဆွေးထုတ်နေတဲ့ကိုဘသိန်းရဲ့အလောင်းကိုကြည့်ကအန်အော်ကြီးဖြစ်ပြီးတော့ဖေတောင်းကုန်ကြတယ်။ကြောပြင်ရဲ့အင်ဂျီတွေကမီးလောင်တာကြောင့်ကြောပြင်ကမီးလောင်ပြီးတော့အသားတွေကမဲတူးမီးသွေးခဲလို့ဖြစ်နေတယ်။မေရီစင်ကကုန်းကြီးဖြစ်နေတဲ့ယောက်ျားပန်းလဲလှည့်လိုက်ပေမဲ့ကန္နာကုန်းကအကြောတွေတောင်းသားပြီးမဟုတ်ကုန်းကြီးသာဖြစ်နေတယ်။အိုးမျက်လုံးနှလုံးစုံကလည်းပွင့်လဲကြည့်ပါလားလူတွေကကိုဘသိန်းရဲ့အလောင်းကိုကြည့်ကပြောနေကြတယ်ဖြစ်မှဖြစ်ရလေကိုဘသိန်းရဲ့ကျိုးဖြူရွာလူအုပ်ကြီးကပြောနေကြတယ်မမေရီစင်ကတော့ယောက်ျားရဲ့အလောင်းကိုဆွေးထုတ်လာပြီးတော့အနီးကပ်ကြည့်ကစကားတော့မပြောနိုင်တော့ပါကိုဘသိန်းရဲ့မျက်လုံးအပွင့်လိုက်ကိုငေးကြည့်ကရင်းထဲမှာဟာပြီးပြောစရာစကားတွေကစိုးနေနေကျွန်းနီကပြင်းနေနဲ့လမ်းမှာရှက်ပြီးတော့ဖင်ကုန်းကအမောစွန့်နေလေတယ်ကျွန်းနီကိုတီးတဲ့ရွာသားတယောက်ကပခုံးထမ်းပြီးတော့သူ့အပေါင်မိုးကြိုးပြေးခံရတဲ့နေရာကိုခေါ်လာပေးတယ်။ကိုဘသိန်းရှင်ပြောတော့မျိုးသွားတဲ့ဆိုဘာလို့ရှင်ကဒီညောင်ပင်အောက်မှာခုလိုမျိုးဖြစ်ရတာလဲ။ရှင်တနေရတာမှမဟုတ်ခုန်နေလိုက်ပါလား။ဘာလို့ဒီညောင်ပင်အောက်မှာခုလိုမျိုးလာဖြစ်ရတာလဲ
ကျမရှင်မရှိပဲဘလို့တိုက်ရှင်ရမလဲပြောစမ်းပါအောင်အချိန်ကြာသွားမှမေရီစင်ကယောက်ျားဖြစ်သူမိုးကြိုးပြစ်ခံပြီးဆုံးသွားတယ်ဆိုတာကိုလက်ခံနိုင်တယ်မေရီစင်ငါညီမစိတ်ပြေပါကွယ်ဖြစ်ပြီးသွားမှတော့တရားနဲ့သာဖြစ်လိုက်ပါငါညီမရဲ့ရွာတွေကမိန်းမတယောက်ဟာမမေရီစင်နောက်ကိုသွားရက်ကနေသိမ့်ပေးနေလေကျမဘလို့ဖြစ်သိမ်းရမလဲမရဲ့ကံရကရှင်ဖြစ်တဲ့ကျမရင်ထဲကိုအမတို့ဝင်ချစ်ဆက်မှာအောင်ဘလောက်ပူလောင်နေမလဲဆိုတာကျမနှလုံးသားတစ်ခုလုံးကြေမွားကုန်ပြီအမရဲ့ငါတို့ကလည်းနားလေပါတယ်မေရီစင်ရဲ့နင်ဘလောက်ခံစားနေရမလဲဆိုတော့ငါတို့နားလေပါတယ်အဲ့ဒီမိန်းမကြီးကမေရီစင်ရဲ့ကြောက်ပြင်ကိုတက်ကပြောလိုက်တယ်ကိုပါသိန်းကလေမိုးကြီးနေကြီးလားမိုးသေးနေကြတော့ခိုးစရာနေရာမရှိတော့သူရှိမှတွေးရတဲ့ဒီညောင်ပင်အောက်မှာပဲခိုးလိုက်တာနေမယ်ဖြစ်ချင်တော့ညောင်ပင်ကိုမိုးကြိုးပစ်လိုက်တာအပင်အောက်ကနွားတွေနဲ့နေရောက်ကြပါစက်ကွင်းမလွတ်ပဲနဲ့မိုးကြိုးထိမှန်သွားတာနေမယ်အဲ့ဒီစကားကိုအားလုံးကဟုတ်လောက်တယ်လို့အနားလူတွေကလေပြောနေကြတယ်ဘာလို့ဘာအပြစ်မှမလုပ်ထားတယ်ကျမယောက်ျားအောင်မိုးကြိုးပြစ်ရတာလေကျမယောက်ျားဘာအပြစ်မှလည်းမလုပ်ထားပါဘူးသူများပစ္စည်းကိုခိုးခွင့်သူများသားများကိုလည်းမစော်ကားပါဘူးတက်ကြီးရွေဦးလို့ဆိုရင်လေယူသေးလိုက်တာမှတရွာလုံးအသိအရင်ကရွာစားအတွက်ငက်ပြစ်ခဲ့တာပဲရှိပါတယ်အခုနောက်ပိုင်းဘာမကောင်းမှုမှလည်းလုပ်တော့မဟုတ်ဘူးဘာလို့အပြစ်မရှိတဲ့ကျမယောက်ျားကိုမိုးကြိုးပြစ်ရတာလဲရှင်မမေရီစင်ကပြောပြီးတော့အော်ဟစ်ကငိုယိုလေမိုးကြိုးပြစ်တာကိုအပြစ်ရှိမှမိုးကြိုးပြစ်ရတယ်မမေရီစင်ကထင်ပုံရတယ်မိုးကြိုးဆိုတာမျိုးကအပြစ်ရှိလို့မိုးကြိုးပြစ်တာမဟုတ်မဲမမေရီစင်မသိပါအမေအဖဟာဘာဖြစ်တာလဲအသားတွေကမီးသွေးဖုတ်ထသလိုပဲမဲတုံနေပါလားအဖမျိုးသွားတာအခုမှပြန်လာလားထားပါအောင်အဖငါးနှစ်သားလေးသာရှိသေးတဲ့ကျွန်းနီဟာသူ့အပါမိုးကြိုးပြစ်ခံရပြီးဒိန်းနေတာကိုမသိခဲ့ပါသားအပါမရှိတော့ဘူးသားရဲ့မိုးကြိုးပြစ်ခံရပြီးဆုံးသွားပြီသားအပါအမေတို့စီပြန်မလာနိုင်တော့ဘူးသားရဲ့မမေရီစင်ကအနာသားကိုရင်ခွင်ထဲကိုပေးကငိုနေလေအမေအဘမရှိတော့ဘူးဟုတ်လားအဘကသားတို့ရှိမှလေအမေရဲ့တေကျင်တရားဆိုတာနားမလည်သေးတဲ့ကျွန်းနီကအဘကိုရှိမှမြင်နေရဲ့နဲ့အမေကမရှိတော့ဘူးလို့ပြောလို့ပြန်လေပြောလိုက်တယ်ကိုပါသိန်းရဲ့ကျမဘလို့ဖြေရှင်းရမလဲလူမမေရွေသားလေးနဲ့ကျမကိုရှင်ထားခဲ့ရတယ်အမေဟာရှိုင်းကြီးတငင်ကိုကအဘကိုပြောနေတယ်သားအဘမရှိတော့ဘူးဆိုတာသားနားလေအောင်အမေဘလို့ပြောရမလဲကွယ်သားကိုဖက်ကဗမေးစိန်ပြောလိုက်တယ်အဘထသားတော့အိမ်ပြန်ရအောင်နော်အဘအသားကိုကန်လိုက်ပြီးတော့ကျွန်းနီကအဘကိုနိုးလိုက်တယ်အဘကသူပြောတာကိုဘာမှလည်းပြန်မပြောနိုးလည်းမနိုးလာပါအဘထပါသားတို့ရွာပြန်ရအောင်ဒီနေ့လေသားထူးဆန်းတာတခုကြုံရတယ်သိလားဒီနေ့ကောင်းကင်ကမိုးသီးအကြီးတွေပြုတ်ကျလာတယ်သားတို့အိမ်ထဲကိုမိုးသီးတွေပြုတ်ကျလာလို့ကရင်အောင်တော်ဝင်ပုန်းနေရတယ်သိလားအဘပြီးတော့မိုးကောလေကိုအရန်တိုက်တာလူတော်လွင်းပေါက်တက်ပဲတော်တော်ကြာမှမိုးကလေသိပ်လေးရလေးငိမ့်မိုးသီးကြွေတာလေးရက်သွားတယ်။အော်မေးလို့အမေကမိုးသီးကောက်စားရင်ကြမ်းပါတယ်တဲ့အဘမိုးသီးမကောက်စားရသေးဘူးမလားအိမ်ရောက်မှသားကောက်ထားတဲ့မိုးသီးရှိတယ်အဘကိုကြွေးမယ်နော်အဘအသက်သားနဲ့မေကစိတ်ပူနေတာအဘလဲအောင်မှလားအိမ်နေတာ哦မိုးသီးတွေကအိမ်ဝမ်းအပြေးဆိုတော့ကြည့်ရတာပြောစရာကြီးသားနဲ့အမေကမိုးသီးတွေကြားမှာစောကစားနေကြတာပြောစရာကြီးသိလားအဘသာရှိရင်လေသားတို့သုံးယောက်အတူဆော့ပြီးတော့ပြောရှင်ရမှာဗါရဲ့သားလေးကသူ့ဘဝမှာမကြုံဘူးတာကြုံလိုက်ရတာကြောင့်သူ့အပေါင်းကိုပြောပြနေရှာတယ်သားလေးရဲ့စကားကိုနားထောင်ကမမေရဲ့စိန်ရှင်ဝါမှာအလုံးကြီးစွတ်တက်လာတယ်လူမမေသားလေးပြောနေတဲ့စကားကိုနားထောင်ကအနားလူအုပ်ကြီးကလေစိတ်မကောင်းတသားဖြစ်နေလေအဖသားပြောပြနေအောင်ကြားလားကြားတယ်ဆိုရင်လေတခုခုပြန်ပြောအောင်လေဗျာမိုးသီးတွေစောထားလို့သားအရန်အိတ်နေပြီပြန်ရအောင်နော်အဖထားတော့လို့ကျွတ်နေကအဖလက်ကလေးကိုကန်ကာပြောလိုက်တယ်အမေအဖသားပြောတာကိုဘာမှလည်းပြန်မပြောပြီးတော့အိမ်နေတာကိုလည်းမထားဘူးအဲ့ဒါအမေအဖကိုနှိုးပေးပါဦးသားတို့အိမ်ပြန်ရအောင်သားအရန်အိမ်နေပြီသားလေးရဲ့အမေရင်တွေကွေးပါပြီသားအဖအမေတို့ဘွားတွေကနေထွက်သွားပြီသားရဲ့သားနဲ့အမေစီကိုဘယ်တော့မှပြန်မလာနိုင်တော့ဘူးပြန်မလာနိုင်တဲ့ခီးရှည်ကိုထွက်သွားပြီသားရဲ့အမေကလေဘေးခီးရှည်ကိုထွက်သွားရမှာလေအဖအခုသားတို့ရှိမှရှိနေရလေဗျာအမေမလိန်နဲ့အဖကသားရှိမှရှိနေတယ်အမေကဘာလို့လိန်တာလဲလိန်တာမကောင်းငရေးကြီးတက်တယ်လို့အမေပဲပြောထားတာအေးအခုအမေကလိန်နေတာအမေငရေးကြီးလိမ့်မယ်ကျွတ်နေကအမေရှိမှခွေခွေလေးရှိနေတဲ့ဖခင်ကိုအသက်ရှိသေးတယ်လို့ထင်ပုံရတယ်အရန်ငယ်သေးတော့သေးတယ်ဆိုတာဘာလဲသိပုံမရပါမေရီစိန်နင်းသားလေးစိတ်ထိခိုက်သွားမယ်နင်တို့ရွာပြန်ကြတော့
ဒီအကိစ္စတော့ငါတို့ပဲကောင်းတယ်လို့စီမံလိုက်မယ်ကျမယောက်ျားကိုပါသိန်းနာကနေကျမဘယ်မှမသွားနိုင်ကျမယောက်ျားနားမှာပဲကျမတို့သားမီးကနေမှာကျမတို့သားမီးနှစ်ယောက်လုံးကိုပါသိန်းနားမှာပဲနေပြစေခတ်တော့တာပဲခဏနေမိုးရွာလာတော့မယ်ကလေးငယ်ငယ်လေးနဲ့ရွာပြန်မရမှာပေါ့နင်းဒီလိုလုပ်နေကလေးတော့မကောင်းဘူးဘေးကလူတွေကကလေးကိုခေါ်ပြီးတော့မမေးရစိန်ကိုရွာပြန်ခိုင်းနေတယ်အမေသားတို့အိမ်ပြန်ကြမယ်အဘကိုနှိုးလိုက်ပါတော့ခဏနေမိုးမောင်လာတော့မယ်ဆိုကကျနီကပြောနေရှာတယ်သားရဲ့သားပြောတယ်လို့သားအဘကိုနှိုးလို့ရရင်အမေတို့သားအဘကိုနှိုးပြီးတော့ရွာပြန်လိုက်တယ်အခုတော့သားအဘကိုအမေဘလို့နှိုးသားအဘပြန်ထားမလာနိုင်တော့ဘူးသားရဲ့သားကိုပြောကရှင်ဘက်ကိုလက်တီးဆုံနေထူထူပြီးတော့မမေးစိန်ကိုကြည့်လိုက်တယ်ဟမ်အမေဘာလို့ဒီလောက်အသေးအံငိုနေရလဲအမေငိုတော့သားကလည်းငိုချင်လာပြီဆိုကကျွတ်နေရလေအမေနဲ့အတူအပြိုင်လိုက်ငိုနေတယ်ကိုပါသိန်းရှင်ဘာလို့ခုလိုဖြစ်ရတာလဲကျမဘလို့ဖြစ်သိမ်းရမှာလဲမနေ့ကတော့ကျမဖျားနေလို့ရှင်ဆန်ပြုတ်လေးပြုတ်ပေးခဲ့သေးရဲ့လေအကိုပြန်လာရင်မေးစားချင်တဲ့မုံနဲ့တတိတွေမျိုးကနေဝေးလာမယ်ဆိုအခုတော့ဘလို့ဖြစ်ရတာလဲမနေ့ကမှစကားတွေအများကြီးပြောခဲ့တဲ့လူကအခုတိတ်နေပြီတဲ့လားကျမရှင်သေးတာကိုဘလို့လက်ခံရမှာလဲကျမစီကိုရှင်ပြန်လာပေးပါကိုပါသိန်းရဲ့ရှင်မရှိပဲကျမလူလောကကြီးမှာမနေချင်ပါဘူးမမေရီစင်ကငိုကြည့်ချက်မှနဲ့အော်ပြီးတော့ငိုရင်ကသူ့ယောက်ျားအလောင်းပေါ်ခွာခဏလေးကြောက်သွားတယ်ဟဲ့လုံးကြပါအောင်မေရီစင်တတိထားပါအောင်ဟဲ့ညီမသားလေးရှိသေးရဲ့ဆိုတဲ့အသိစိတ်ကတ်ထားပါအောင်စိတ်ကိုအလောက်ထိလွတ်မထားနဲ့လေအနာမိန်းမတွေကအော်ပြောပြီးတော့မမေရီစင်ခန္ဓာကိုခိုင်လှုပ်လိုက်တယ်ဒါမဲ့ခွေခနဲ့ဖြစ်ပြီးတော့မေရီစင်ကတော့သူသိချစ်တဲ့ခင်မွန်းတော်ကောက်ကောက်ပအောင်လိုက်သွားခဲ့ပြီလူတွေကလေမေရီစင်ရဲ့အဖြစ်ကိုကြည့်ကအန်အော်ပြီးအန်အော်သွားကြတယ်မေရီစင်အနာမိန်းမတရားမရှုံနိုင်လို့လက်ကိုခိုင်လောက်ကနိုးနေတယ်ဒါပေမဲ့ပြောခွေပြီးဘာသုံးပြန်မှုမှမရှိတော့တဲ့မေရီစင်ကိုကြည့်ကအသက်မရှိတော့ဘူးဆိုတော့ကိုယုံသွားကြတယ်သွားပြီမေရီစင်ကလေရင်ကွင်းနာကြားပြီးတော့ဆုံးသွားပြီမိန်းမတရားကစိုးနေစွာလူအုပ်ဘက်ကိုလေးကပြောလိုက်တယ်ဟာဖြစ်မဖြစ်ရလေဟဲ့ဘာလို့ဒီလိုအဖြစ်မျိုးနဲ့ကြုံရတာလဲအိုးတနာစရာလေးများနေအောင်အနာလူတွေစီကအာမေတွေအတန်တွေထွက်ပေါ်လာတယ်အမေဘာဖြစ်သွားတာလဲအမေအဘလို့ထိုက်အိပ်ပျော်သွားပြန်ပြီလားဒါတော့အိမ်ပြန်ကြရအောင်ပါဆိုနေဘာလို့အခုလိုအိပ်ပျော်သွားကြရလဲအမေကကျန်နေကအမေရဲ့မျက်နှာကိုလက်ကလေးတင်ကပြောနေလေအမေသားပြောနေတာကြားလားထားပါတော့သားတို့ကိုယ်လုံးလေးအိပ်ဆက်နေပြီအိမ်ပြန်ချင်နေပြီသားအိပ်ရနေအိပ်ချင်နေပြီအမေရဲ့ကျန်နေကမိဘတစ်ပါးရဲ့အလောင်းကြမှာထိုင်ခါသူ့မိကိုနိုးနေရှာတယ်တနာစရာလေးကလေးရဲ့တပြန်နဲ့တနေ့တည်းမှတင်မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရတယ်တို့ကလေးရဲ့အဖြစ်ဆိုလိုက်တာဘေးရမိမတွေကကျွန်းနီကိုဖက်ကပြောလိုက်တယ်ဒီတိုင်းကြည့်နေလို့မရဘူးခဏနေဝင်တော့မယ်မေရီစိန်နဲ့ကိုပါသိန်းရဲ့အလောင်းရွာပြန်ယူသွားလို့လည်းမရဘူးဒီတော့ဒီညောင်ပင်အောက်မှာပဲကိုသွင်းမြုံနိုင်ပေးလိုက်ရအောင်သူတို့နဲ့နွားတွေကိုလည်းမလန့်မကန့်မြုပ်ပေးရမယ်ရွာတကြီးရောက်လာပြီးတော့အလောင်းကိုကိုသွင်းမြေမြုပ်ဖို့စီစဉ်ကြတယ်ဟုတ်ကဲ့ပါတကြီးကျွန်တော်တို့အမြန်စီစဉ်ပါမယ်ရွာနေကခြုံဆက်ရလူတွေကကျိုးဖြူရွာသူရွာသားတွေပါချက်ချင်းပဲမြေမြုပ်တကြိုးပင်းရစီစဉ်ကြလေကျွန်းနေကတော့လူတွေဘာလုပ်နေကြလဲနားမလည်နိုင်ဖြစ်နေလေနွားတွေကိုအရင်မြုံနိုင်ပေးလိုက်တယ်မလုံနဲ့သားအမေနဲ့အပေါ့အဲ့လိုမလုံကြပါနဲ့ကူသိန်းကမြုံနိုင်နေတာကိုကျွန်းနေကသားမြစ်ပြီးတော့ငိုနေလေတယ်ဒီကလေးကိုရွာပြန်ခေါ်သွားကြတော့သူ့မိသားစုတို့ကဆောင်းလျှောက်ထားလိုက်ပါနောက်မှဒီကလေးကိုဆောင်းလျှောက်ဖို့လူရှာမယ်လူကြီးကကျွန်းနေကိုကြီးကပြောလိုက်တယ်လာကျွန်းကြီးကြီးမေတို့ရွာပြန်မယ်နော်ဒေါ်ကြီးမေကကျွန်းနေကိုလက်ဆွဲကချောပြောလိုက်တယ်ကျွန်တော်အမေနဲ့ဘာမှမပါပဲမပြောင်းလာပါခဏနေသားအဘနဲ့အမေကပြန်လိုက်လာမှာပါသားအရင်ပြန်နေမှသူတို့ကလိုက်ပြန်လို့ရမှာလေအတူတူပြန်မှာအတူတူပြန်လို့မရဘူးတာရဲ့သားအဘနဲ့အမေကနှုတ်လာမှာသူတို့ပြန်လာနိုင်မှာလာပါလိမ့်ပါပါတယ်ဒေါ်ကြီးမေကကျွန်းနေရဲ့လက်ကိုအတင်းစိတ်ကညောင်ပင်အောက်ကနေထွက်လာခဲ့တယ်အမေနဲ့ဘာကိုစောင်းမယ်ကျွန်တော်မပြန်ချင်သေးဘူးလေဆိုကအော်ဟစ်ငိုယိုနေတဲ့ကျွန်းနေကိုရွာသားတယောက်ကောက်ချီကရွာပြန်သွားလေတယ်ညောင်ပင်အောက်မှာအုတ်ကူနှလုံးပုံစံတူလဲပြုတ်လုပ်ပေးလိုက်တယ်အုတ်ကူတစ်လုံးပေါ်မှာကိုပါသိန်းအသက်30နှစ်နောက်အုတ်ကူတစ်လုံးပေါ်မှာမမီရီစိန်အသက်28နှစ်ဆိုပြီးတော့ရေးသားထားတယ်ကျွန်းနေကတော့အဘနဲ့အမေအပြန်လာကိုဆောင်နေရှာတယ်ဒါလေ
သားလေးကအမေနဲ့အဖေကိုမြင်နေရလားသားလေးကိုကြည့်ပြီးတော့မမင်းစင်ကမေးလိုက်တယ်မြင်ရတာပေါ့အမေရဲ့ဘာဖြစ်လို့လဲအမေကျွတ်နေကမိခင်လေးကိုစေးကိုင်းကမေးလိုက်တယ်ဘာမှဖြစ်ပါဘူးသားရဲ့လာသားလေးကိုရီပူနေတယ်အထေးသွားရအောင်အမေကပြောပြီးတော့ခဏသူမေးတဲ့စကားကိုပြန်မပြေပါအမေပြောအောင်လေအမေလက်တွေကဘာလို့အေးဆက်နေရတာလဲကျွတ်နေကထမ်းမှန်ပြီးတော့မေးလိုက်တယ်သားမေးလာတဲ့စကားကိုဘယ်လိုပြန်ဖြေရမလဲမမင်းစင်အမြန်စဉ်းစားလိုက်တယ်အမေကသားနဲ့သူအကြိုက်မိုးသီးတွေအတူစောကစားထားတာလေအဲဒါကြောင့်အမေရဲ့လက်တွေကအေးဆက်နေရတာသားရဲ့မျက်နှာလေးပြုံးသွားအမေကပြန်ဖြေလာတယ်မမင်းစင်ကသားကိုအိမ်ထဲကိုခေါ်လာတော့ကိုပါတန်ကအိမ်တကားကိုပြန်ဖိတ်လိုက်တယ်အဖစမီတွေကမီးလောင်ထားတာလေဘာလို့အခုကျတော့စပင်တွေကအကောင့်တိုင်းပြန်ဖြစ်နေရတာလဲအိမ်ထဲကိုရောက်တော့အဖကသူ့ဘေးကိုထိုင်ချလိုက်တယ်ကိုပါတန်ကအဖေကခန့်နေလို့မမင်းစင်ကိုကြေးလိုက်တယ်ဩသားအဖမိုးသီးတွေမှန်ပြီးတော့စပင်တွေဖြစ်သွားတာအခုမိုးသီးတွေအရေးပြောလာတော့သားအဖစပင်ကလည်းပြန်ကောင်းသွားတာဒီလိုလားမိုးသီးတွေမှန်စပင်ကအဲ့လိုမီးလောင်သလိုဖြစ်သွားတာလားမိုးသီးအရေးပြောသွားရင်သားမန်စပင်အတိုင်းပြန်ဖြစ်တာလားတနေ့ကအမေမျက်နှာကိုကြည့်ကပြောလိုက်တယ်ဟုတ်တယ်သားရဲ့ကဲရော့ဆေးတောက်လိုက်အောင်အဖျားသက်သာသွားအောင်လို့ဒေါ်ကြီးမြေဖြော်ဆက်ခဲ့တဲ့ဆေးကိုသားလေးကိုထိုင်လိုက်တယ်ကျက်နီကအမေတိုင်းမှာဆေးခါးရည်ကိုတောက်ချလိုက်တယ်အေးဆေးတောက်ပြီဆိုတော့အိတ်တော့နော်အမေတို့လေပင်မလို့အိတ်တော့မယ်သားအောင်ဆောင်လေးချုံပေးပြီးတော့တင်ပါလေးကိုပိုးသေးလိုက်တယ်ကျက်နီကနေမကောင်းတဲ့အချိန်နဲ့အစားကလေးအိတ်ချင်နေသမားမှုမိခင်ကတင်ပါလေးကိုပို့လိုက်တော့ချက်ချင်းအိတ်ပျော်သွားတယ်သားလေးအိပ်ပျော်သွားမှလင်မယားနဲ့တရားမျက်နှာတရားကြည့်ကသားလေးကတနေ့နေ့ငါတို့တည်သွားပြီးသားတွေဆိုတာသိသွားရင်ကြောက်သွားမလားမသိဘူးနော်မေအဲ့ချိန်ကျရင်သားလေးဘယ်လိုဖြစ်သွားမှမသိဘူးဒါတော့ကျမလည်းမပြောတတ်ဘူးကိုပါတဲ့ရဲ့ရှေဝေးတွေတွေးမနေပါနဲ့အခုလက်ရှိသားလေးနဲ့နေရာတုံးလေးမှာဖြစ်လာမယ့်အရာတွေကိုကြိုတွေးပြီးတော့ပင်မမခံပါနဲ့ကျမတို့သားလေးအနာနေရသလောက်ပေါ့ကိုပါတဲ့ရဲ့ဒါတော့ဒါပေါ့အခုတော့ဒေါ်ကြီးမေကကြောက်ပြီးတော့ထွက်ပြစ်သွားပြီလေငါတို့ဒီမှာရှိနေတယ်ဆိုတာရွာလူတွေသိသွားရင်မောင်းထုတ်ကြမယ်တင်နေအဲ့ခါကျရင်ငါတို့သားလေးနဲ့ငါတို့ခွေးရမှာကိုပါတင်ရသားလေးနဲ့သူတို့ဘွားချားသွားကြပြီမို့လူတွေကသူတို့ကိုကြောက်လန့်ပြီးတော့မောင်းထုတ်ကြမှာကြောက်နေလေတယ်ကျမအရန်ပင်မနေလို့ခဏမေးလိုက်အောင်မေဒီစင်ကပြောပြီးတော့ဘေးမှာခွေးလေးဝင်အိတ်သွားလေတယ်ကိုပါတင်ရဇနီးနဲ့သားကိုကြည့်ကဘာတွေဖြစ်လာလဲမသိရင်မော့နေမိညာကျနေလေကသူ့အဖနဲ့အမေပြန်လာပြီးဆိုပြီးတော့ပြေးသွားတာကြောင့်နဲ့အိမ်ကမကြီးဟာသူ့အလိုလိုဖွင့်သွားတာကြောင့်တကြီးကိုပြပြလိုက်တယ်။တစင်းစကားတစင်းသားနဲ့တရွာလုံးကမမေရီစိန်နဲ့ကိုပါတဲ့မကျွတ်သေးကြောင်သိသွားကြတယ်။အဲ့ဒါကြောင့်ရွာအုပ်ကြောင့်မှာနောက်တရက်မှာတော့တပ်ပြောက်ဆုံးတွေကပ်ပေးကြတယ်။တပ်ပြောက်ဆုံးကပ်ပေးရနောက်မှာကျွတ်နီကိုဘသူစောင့်ရှောက်မလဲဆိုပြီးတော့အစည်းအဝေးမှာပြောကြတယ်။ကျွတ်နီရဲ့မိဘနှစ်ပါးလောလောလတ်လတ်တည်ဆုံးသွားကြသူတွေမို့ဘသူမှမစောင့်ရှောက်ရေးကြပါအဲ့ဒါကြောင့်နေဘက်ကျွန်းနေစာဖို့တောက်ဖို့ရွာတွေကတအိမ်စီအလေးချပိုးပေးရင်တကြီးအားဆုံးဖြတ်လိုက်တယ်။ဘယ်သူမှအဲ့ဒီအိမ်မှာညအခါစောင်းမအေးရေးကြပါဆိုပြီးတော့ရွာသားတွေကညင်းနေကြတယ်။အဲ့ဒါကြောင့်ညအခါကျွန်းနေကိုစောင်းအိတ်သမားမရှိပါ။ကဲဒါဆိုလေဒီကလေးကိုသူ့အရွယ်ရောက်လာတဲ့အထိဒိုးရွာသူရွာသားတွေကပဲတယောက်တည်းဟင်းထမင်းတနေ့တအိမ်ပိုးကြတာပေါ့။ညအခါတော့သူ့ဘာသာအဆင်ပြေလို့နေပါစေ။တကြီးအားပြောလိုက်တယ်။နောက်တနေ့နည်းနည်းလင်းလာတော့ရွာသားတယောက်ကကျွန်းနေအတွက်ထမင်းဟင်းကိုဖမ်းတဲ့ထုတ်ကအိမ်လေကားထိန်းထားမှတင်ပေးလိုက်တယ်။ကျွန်းနေအိမ်ရနိုးလာတော့အမေနဲ့အဘကိုမမြင်ရပါ။အမေအဘကျွန်းနေအော်ခေါ်လိုက်တယ်။အိမ်ရထရထားပြီးတော့တအိမ်လုံးနေရအနံသွားရှာပေမဲ့မတွေ့ပါ။နေခင်မဲ့အလင်းရောင်ကိုကြောက်လို့နေဘက်ဆိုကိုပါသိန်းနဲ့မမေရီစိန်တို့အလင်းရောင်မရတဲ့တောအုပ်အုပ်ထဲကိုသွားနေကြတယ်။မောင်ငယ်လေးရဲ့ဖခင်ကမိုးကျိုးပြစ်ပြီးတော့ဆုံးသွားတယ်။အမေကနေရမှတင်ရင်ခွေးကြပြီးတော့ဆုံးသွားတယ်တဲ့။ကျိုးပြူရွာလေးကနေတရင်ရလာတယ်အမတော်။သူခိဆန်ရလာတဲ့တရင်ကိုအမတော်ပရုံမောင်ပြန်ပြောလိုက်တယ်။ဟမ်ဒါဆိုရင်မောင်ငယ်လေးကအားငယ်နေရှာမှာပေါ့။အမတော်တို့မောင်လေးစီသွားပြီးတော့အားပေးစကားပြောရအောင်။အကိုတော်မိုးဝဲရံကိုခေါ်ပြီးတော့လိုက်လာခဲ့မိုးရံခါဆိုကအမတော်ကပြောလာတယ်။ဟုတ်ကဲ့အမတော်သူခိဆန်တော်မွေးညီမ3ယောက်အရင်ဆုံးမောင်ငယ်လေးရှိတဲ့ကျိုးပြူရွာလေးကိုထွက်လာခဲ့တယ်။အကိုတော်မိုးရံခေါ်ပြီးတော့မိုးရံခါလိုက်သွားရမယ်။ကျွန်းနီအမေနဲ့အပေါင်းအိယာနိုကရီယာမတွေ့ရကြောင်းလေကားနားမှာခြေဆင်းပြီးတော့ထိုင်နေလေတယ်။လေကားနားမှာဖမ်းနဲ့ထုတ်ထားတဲ့အထုပ်တစ်ထုပ်ကိုတွေ့ရကြောင်းဖြေကြည့်လိုက်တာထမင်းဟင်းတွေတွေ့ရတယ်။ဘိုက်စာနေရနဲ့အတော်ပဲ။ကျွန်းနီကထမင်းထုတ်လေးကိုဖြေပြီးတော့စားလိုက်တယ်။
ဘေးရတော်ကြီးမေတယောက်ကျွတ်နီကိုသူမရဲ့အိမ်ထွင်ကြားနေဘာလို့နေတယ်လဲရှောင်းကြည့်နေတယောက်တည်းတပင်းစားနေရတာတနာစရာဒါမဲ့ငါလေးအဲ့အိမ်ကိုမသွားချင်ဘူးဒီပလစ်စီနောက်တော့လေသူ့ဘာသာနေသားချသွားလိမ့်မယ်တော်ကြီးမေကအဲ့လိုသာပြောလိုက်တယ်ကျွတ်နီထမင်းစားနေတော့မှမွေအနက်3កောင်ကအိမ်လေခတရကနေတွန်းလင်းနဲ့တက်လာကြတယ်ကျွတ်နီကလေကလေးကနေတက်လာတဲ့မွေ3កောင်ကအမားတော်ရီဆိုတာသိနေတယ်မောင်ငယ်လေးအဆင်ပြေရဲ့လားညာတယောက်တည်းအိပ်ရတာလားအမားတော်ဘရုံမှာလေရှူတန်လေးနဲ့မေးလာတယ်အဆင်ပြေပါတယ်ဘာဖြစ်လို့လဲအမားတော်ညာတယောက်တည်းမဟုတ်ပါဘူးအဘနဲ့အမေကလေကျွန်တော်နားမှာရှိပါတယ်မောင်ငယ်လေးရဲ့စကားကြောင့်ဘရုံမှာကြံညီမတော်တို့ကိုကြည့်လိုက်တယ်မောင်ငယ်လေးကငယ်သေးလို့သူ့မိဘတွေဘာဖြစ်သွားလဲမသိတာလားအမတော်နာနာကိုတိုးတိုးလေးကသူ့ခေဆန်မေးလာတယ်ဟုတ်တယ်မောင်ငယ်လေးကအရန်ငယ်သေးတော့တေးသွားတယ်ဆိုတာမသိတာနေမယ်ခက်တိုးတိုးလေးမောင်ငယ်လေးမကြောက်သူ့ခေဆန်ကိုပြန်ပြောလိုက်ရဲ့မောင်ငယ်လေးညာကဘယ်သူနဲ့အိတ်တာလဲရွှေလင်ကမောင်ငယ်လေးဘာပြန်ဖြစ်လာမလဲမေးလိုက်တယ်ခါတိုင်းကလေအဘနဲ့အမေเจ้าမှာမောင်ငယ်လေးအိတ်နေကြလေမနေ့ကလေအဲ့လိုအိတ်တာဗောအမတော်ရဲ့အမတော်တို့မျက်နှာလည်းမကောင်းပါလားတားရဘာဖြစ်လို့လဲအရေးတစ်ခုခုကြုံလို့လားမောင်ငယ်လေးကသူတို့မျက်နှာပြက်နေရကြောင်းတိုင်းမှာတစ်ခုခုကိစ္စရှိလို့ထင်နေလေဘာအရေးမှမကြုံပါဘူးမောင်ငယ်လေးရဲ့ဒါနဲ့အခုမောင်ငယ်လေးမိဘတွေဘေးသွားကြတာလေခွသူခေဆန်မေးနေတော့မှလေကားကနေအကိုတော်တွေတက်လာကြတယ်ညတော့ကျွန်တော်ဘေးမှာအိတ်နေကြတာပဲမိုးလေးမှာနေအောင်စလုံးဘေးသွားကြတယ်မသိပါဘူးကျွန်တော်လည်းမခေါ်သွားကြဘူးမောင်ငယ်လေးစကားကြောင့်မွေးမောင်နှမတွေကိုပါသိန်းနဲ့မမေရီစင်ကမကြွဘူးဆိုတာသိလိုက်တယ်။မောင်ငယ်လေးအခုတယောက်တည်းပြင်းနေရလားကွယ်။အမားတော်တို့အကိုတော်တို့မောင်ငယ်လေးကိုအဖော်လုပ်ပေးမယ်လေ။ရွှေလင်ကပြောလိုက်တော့မောင်ငယ်လေးကခေါင်းလေးကိုစောင်းပြီးဖြစ်ပါမလား။တော့ကြလူတွေမြင်ကုန်အမားတော်တို့အကိုတော်တို့အတွက်ဒုက္ခဖြစ်နေအောင်ပဲ။ကျွန်တော်တယောက်တည်းလေးနေတတ်ပါတယ်။အဘနဲ့အမေကမကြခင်ပြန်လာတော့မှာပဲ။ဒါဆိုလေမောင်ငယ်လေးမိဘတွေပြန်လာခါနီးမှအမားတော်တွေအားလုံးပြန်ကြမယ်လေကွယ်။မောင်ငယ်လေးပြင်းနေမှာဆိုလို့အမားတော်တို့အားလုံးအခုတော့ဖော်လုပ်ပေးမယ်။လာဒီလေကားကြီးမှာထိုင်မနေနဲ့အိမ်ထဲမှာသွားရအောင်။လူတွေမောင်ငယ်လေးနဲ့သူမတွေကိုမြင်သွားမှာဆိုလို့အိမ်ထဲမှာသွားနေရင်ပြောပြီးတော့ဘရုံမှာအိမ်ထဲကိုလိုက်လာတယ်။ကျွတ်နေကအိမ်ထဲကိုဝင်လာလိုက်တယ်။ထမင်းလေးစားပြီးပြီမို့ဘာရလေးပြင်းနေတယ်။ထမင်းစိတ်တက်ကအိတ်ချင်လာပြီးတော့တဝါတန်းလိုက်တယ်။မောင်ငယ်လေးအိတ်ချင်အိတ်လေအကိုတော်တို့ဘေးမှာစောင်းပေးမယ်။ဟုတ်ကဲ့ကိုတော်ဒါဆိုကျွန်တော်အိတ်မယ်နော်။ယောဂကျွတ်နေကဖြာချမ်းလေးပေါ်မှာလေးချခအိတ်သွားလေ။မောင်ငယ်လေးအိတ်ပျော်သွားတာကိုကြည့်ကမွေမောင်နှမတွေအားလုံးစိတ်မကောင်းဖြစ်ကြတယ်။ခွေလေးအိတ်ပျော်နေတဲ့မောင်ငယ်လေးစပင်ကိုခေါင်းလေးနဲ့တူးတီးပေးနေကြတယ်။တနာစရာမောင်ငယ်လေးသူမိဘတွေသေသွားတာကိုမသိချောင်။ကိုပါသိန်းနဲ့မမေရီစင်ကလေမောင်ငယ်လေးကိုစိတ်မချလို့မကြွကြဘူးနေမယ်နော်အမတော်။ဘရုံမှာအမတော်ရွှေလင်းကောင်မေးလေးကောင်းကမေးလိုက်တယ်။အေးပါလောကအလီမှာဆွေမျိုးရင်းရှာမရှိဘဲနဲ့တယောက်ထက်ကြံနေခဲ့တဲ့သားလေးအတွက်သူတို့ကဘေးစိတ်ချနိုင်ပါမလဲမိဘမြတ်တာကြီးမားတဲ့လင်မြညောက်ပါလားကွယ်ဖြစ်ရလေရွှေလင်ကကိုပါသိန်းနာမမေရီစင်အတွက်များစွာစိတ်မကောင်းဖြစ်နေမိရဲ့ကျွန်းနေခွေလေးအိပ်ပျော်နေတဲ့ဘေးမှာမွေတွေကလေခွေလေးထွေးနေကြတယ်ဒီနေ့လေကျွန်းနေကနေမကောင်းတဲ့ချိန်နဲ့အိပ်နေတယ်နေအလင်းရောင်ပျောက်သွားပြီးတော့လာထွက်ချိန်ရောက်မှကိုပါသိန်းနဲ့မမေရီစင်တို့သားဖြစ်သူစီကိုပြန်လာကြတယ်ဟောမအဘနဲ့အမေပြန်လာပြီးအမတော်အကိုတော်တို့ရေချမ်းဝင်းထဲဝင်လာကြတယ်အဘနဲ့အမေကိုမြင်တော့ကျွတ်နေဘေးအောင်မွေမောင်နှမတွေကိုပြောလိုက်တယ်မွေတွေအလုံးပါပြင်ထောင်ကျလိုက်တော့ဒီကားရဲမှာတက်လာတဲ့ကိုပါသိန်းနဲ့မမေရီစင်တို့ကိုမြင်လိုက်တယ်မွေတွေကအနောက်ကိုရောက်လာတဲ့ကိုပါသိန်းနဲ့မမေရီစင်ကိုပါပြင်တွေထောင်ခေါင်းလေးတွေငိမ့်ပြနေကြတယ်ကိုပါသိန်းနဲ့မမေရီစင်လာကြပြီဆိုတော့ကျမတို့ပြန်တော့မယ်နော်မောင်ငယ်လေးအပေါ်မြတ်တာတရားကြီးမားတဲ့ကိုပါသိန်းနဲ့မမေရီစင်ကိုကျမတို့ကအတိုင်းမတီကျေးဇူးတင်ပါတယ်မွေမလေးကစကားပြောလာလေတယ်ရပါတယ်အမားတို့ကသားလေးနဲ့မခွေနိုင်တော့လေတမလွန်ခီးကိုမသွားနိုင်ဘူးသားလေးအတွက်နောက်ဆန်တင်းနေရလို့စိမ်ဖြောင်နဲ့မတွားနိုင်သေးဘူးတချိန်သားလေးကကိုယ့်ဘာသာထိန်းချောင်းနိုင်တဲ့အခါအမားတို့သားလေးအနာထွက်သွားမှာပါအခုတော့မွေမောင်မတွေကနေ့လည်ဆိုသားလေးကိုအဖော်လာလုပ်ပေးလိုက်ကြပါနော်ကျမတို့လေညာဘက်ဆိုသားလေးနာနေလို့ရပါမယ်နေဘက်ဆိုသားလေးအနာနေလို့မရလို့ပါနေဘက်ဆိုကျမတို့လေညာတောင်းတဲ့ကြီးထင်းကနေအောင်မထိုးတဲ့နေအောင်သွားနေရတာပါမမေရီစင်စကားကြောင့်မွေမောင်နှမရင်ထဲမှာထိခိုက်ရလေတယ်ဒါဆိုကျမတို့မွေမောင်နှမတွေကမောင်ငယ်လေးကိုနေဘက်မှာအဖော်ပြုတ်ပေးမယ်အမတို့နဲ့ညဘက်တော့အတူရှိနေပေးလိုက်ပေါ့စိတ်ချပါညဘက်ဆိုကျမတို့သားလေးနဲ့အတူရှိနေပေးမယ်
သားလေးမသိအောင်ခက်တတူးလေးပြောနေကြတာမို့အမေအဘနဲ့မွေမောင်နှမတွေလေကားနားမှာဘာတွေပြောနေကြလဲမသိပါအမေနဲ့အဘသားကိုတယောက်ထိထားခဲ့ကြပြီးတော့ဘေးတွေသွားနေကြရလေဗျကျွတ်နေကအမေနာကိုသွားလိုက်ပြီးတော့မျက်နှာလေးမော့ကမေးလိုက်တယ်အမေအလုပ်သွားနေတာလေသားရဲ့အခုပြန်လာပြီလေသားလေးကောင်းကစပင်တွေတက်တင်ကပြောပြလိုက်တယ်မောင်ငယ်လေးအမတို့အားလုံးပြန်တော့မယ်မနေ့ပြန်မှအမတို့တို့တွေ့ကြမယ်နော်ဟုတ်ကဲ့ပါအမတို့မွေတွေအားလုံးကခဏအကြာလေးကားပေါ်ကနေဆင်းသွားကြလေသားလေးလာအသေးကိုသွားရအောင်မမေရီစင်ကသားရဲ့လက်ကိုဆွဲကအိမ်ထဲကိုဝင်လာတော့မောင်မေးနေလေတယ်ကိုဘသိန်းမိခွက်ထွန်းလိုက်အောင်ဆိုကမမေရီစင်ကပြောလာတယ်ကိုဘသိန်းကလည်းမိခွက်ရှာပြီးတော့ထွန်းလိုက်တော့အခန်းထဲမှာအလင်းရောင်ဖြာချသွားတယ်အဘထမင်းစားပြီလားအဘလားတောထဲရပဲထမင်းစားလာခဲ့ပါပြီသားလေးကထမင်းစားပြီလားစားပြီပါပြီအဘရဲ့ဒါနဲ့အဘနဲ့အမေကဘေးတောထဲကိုသွားနေကြရလဲဘာလို့တောင်းနှုတ်ပြီးတော့မသွားကြတာလဲသားလေးကအိပ်ပျော်နေရလေကွယ်ဒါကြောင့်သားလေးအိပ်ရပြတ်မှာဆိုလို့မခေါ်သွားတာပါနောက်ရက်ဘာဖြစ်ဖြစ်တောင်းကိုခေါ်သွားပါနော်သားကလေအဘနဲ့အမေနောက်လိုက်ခဲ့ချင်တယ်ခတ်ပါရောလားသားလေးရဲ့အေးပါနောက်ရက်ကျရင်ခေါ်သွားပြီမယ်နော်စိတ်ချအခုလောလောဆယ်သားစိတ်ချမ်းသာအောင်မမေရီစင်ချောပြောလိုက်တယ်သားနဲ့သူကစားပါလားအဘသားမအိတ်ချင်သေးဘူးအေးပါအဘကစားပေးမယ်ဟုတ်ပြီလားကိုဘသိန်းကလေးစာလုံးလေးတွေတပုံတပုံစူးပြီးတော့သားလေးနဲ့အတူလေးစာပြေးတိုင်းကစားပေးနေလေတယ်မမေရီစင်ကသားနဲ့ယောက်ျားကစားတာကိုကြည့်ပြီးတော့ပြုံးနေလေတယ်သားလေးရဲ့ကစားရတော့ပြုံးပျော်နေလိုက်တာအမေတို့တွေကဘဝချနေပေမဲ့အခုလိုလေးနေရတာလေဘာဖြစ်ဖြစ်ကျင်းနေပါတယ်သားလေးသာအဖြစ်မှန်နေသိသွားတဲ့တနေ့မကြောက်လန့်သွားပါစေနဲ့လို့အမေဆုတောင်းမိတယ်မမေရီစင်တယောက်စိတ်ထဲကနေသာပြောနေမိရဲ့သားရဲ့အိတ်တော်လေးကွယ်ကစားနေရကြပြီတကောင်ချိန်ရောက်လို့ကြက်တုံနေပြီမို့သားအိတ်ဖို့သိမ့်ပြီသားမအိတ်ချင်သေးဘူးမေစောချင်သေးတယ်ခဏလောက်ပဲစောပြစေနော်သားအတန်လေးခက်ချစ်ချစ်လေးပြောလာတယ်ချစ်ဖို့ကောင်းအောင်မမျက်နှာအမွေရနဲ့လှုပ်ပြနေတော့သားအောင်ကြီးကမေရီစင်ကောင်းလေးညှိလိုက်တယ်ခဏပဲကစားတော့နော်သားလေးတက်ငယ်ကောင်းချချိန်ရောက်နေပြီဟုတ်ကဲ့ပါမေသားလေးနဲ့ကိုဘသိန်းကစားနေတာကိုကြည့်ရင်ဘေးကနေမေရီစင်အိမ်ငိုက်နေလေကိုဘသိန်းကလည်းသားကျင်နေလောက်တဲ့အထိဇက်ကစားပေးလိုက်ပြီးရင်တော့ညနေလာပြီးမို့အိတ်သွားလေတယ်လင်းမြနဲ့ကြမှာသားလေးကိုချကအိပ်ပျော်နေကြတယ်နောက်ရက်နေမထွက်ခင်ကိုဘသိန်းနဲ့မမေရီစင်တောထဲကိုသွားခဲ့ကြတယ်အရင်ရက်တွေကလိုပဲကျွတ်နေနိုးလာတော့ဘေးမှာအဘနဲ့အမေမရှိပါလှုပ်ပြီးခေါ်သွားပါလို့ပြောရတာနဲ့ပြောကကျွတ်နေအိယာတွေကထထွက်လာခဲ့ရဲ့အိမ်အောက်ကိုဆင်းလာတော့လေကားတိုင်းနောက်မှာထမင်းထုတ်ကုန်မြင်ရတယ်ရေတွင်းနာလာပြီးတော့မျက်နှာသစ်ပလုတ်ချင်းလိုက်တယ်အဲဒီနောက်အိမ်လေကတိတန်ကထမင်းထုတ်ကိုဖြည့်ကောင်းစားလိုက်တယ်ထမင်းစားနေစဉ်မွေမောင်နှမတွေလေကားကိုတက်လာကြတယ်ထမင်းစားကြပါအောင်လားကျွတ်နေကအားလုံးကိုထမင်းစားဖို့ခေါ်လိုက်တယ်စားပါမောင်ငယ်လေးပဲအကိုတို့ကအိုင်ထဲကနေငါတွေပတ်ဆလာပြီ။အော်ဟုတ်လား။ထမင်းစားပြီးလောက်စာပြေးတန်းကစားကြမယ်နော်။မောင်ငယ်လေးအရင်ထမင်းစားလိုက်အောင်မယ်။ကျွန်းနေကပြောပြီးတော့လက်နဲ့ထမင်းကိုအာရပါရပါဇက်ထဲတွတ်ထင်နေတယ်။ကျိုးဖြူရွာတီရွာသားတွေကလေကျွန်းနေဘာတွေလုပ်နေလဲသွားမကြည့်ကြပါ။ညာဘက်ဆိုလေကိုဘသိန်းနဲ့မမေရီစင်ကိုကြောက်လို့အင်းရှိလန်ကဖြတ်တောင်ရှောက်ရဲကြပါ။နေဘက်ဆိုကိုဘသိန်းနဲ့မမေရီစင်ဟာတောင်းထဲထဲကိုသွားနေပြီးညာဘက်လာထွက်တဲ့ချိန်ရောက်မှသာအဖြစ်သူစီကိုပြန်ရောက်လာကြတယ်။ကျွန်းနေကလေအမြဲတမ်းအိယာမွေခင်နောက်ရက်တော်တွေကိုခေါ်သွားဖို့ပူစားတတ်တယ်။ဒါပေမဲ့ကျွန်းနေအိယာထားတိုင်းမိဘနှစ်ပါးတစ်ခါမှတော်တွေကိုမခေါ်သွားကြပါ။ကျွန်းနေကလေညဆိုလောက်စာပြေးတန်းကစားတာညင်းနေတယ်။ကိုဘသိန်းကလေသားဖြစ်သူမနဲ့မနှုတ်အောင်ညင်းတဲ့အထိလောက်စာပြေးတန်းကစားပေးနေခြင်းဖြစ်လေရဲ့။ဟုတ်ကဲ့ပါချေရတဲ့ပရိသတ်များရှင်ဒီနေ့ရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နောက်လာမယ့်ဇလန်းအဆက်တွေကိုလေးဆက်လက်ပြီးတော့ကြည့်ရှုအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်နောက်စဉ်အားပေးခဲ့ကြတဲ့ချေရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်